တကယ်တမ်းကအီရန်ကိုလုံမယ်ဆိုတာကကျွန်တော်တို့အီရတ်စစ်ပွဲအပြီးမှာတည်းကသင်တန်းအုပ်စုတစုရှိတယ်အီရတ်စစ်ပွဲကိုလုပ်ခဲ့ကြတဲ့ architect တွေပေါ့နော်အဲ့တော့ဒီအုပ်စုကဒီရာစုနှစ်မှာအမေရိကန်ဘာလုပ်မလဲဆိုတာကိုအောက်လိုင်းချတဲ့အခါမှာနိုင်ငံ9နိုင်ငံကိုငါတို့ဖျက်ဆီးပြရမယ်ငါတို့အီရတ်ကနေစမယ်အဲ့တော့အီရတ်ဆီးရီးယားဆိုမာလီယာဆူဒန်ပေါ့နော် S3 လုံးနဲ့နောက်တစ်ခါလစ်ဗျာလက်ဘနွန်နောက်တစ်ခုကအခုနောက်ဆုံးအီရန်မှာဆုံးမယ်ပေါ့နော်ဒါကလွန်ခဲ့တဲ့အနှစ်20ကျော်တွေကကြံလာခဲ့တဲ့ဟာအခုဒေါ်နယ်ထရန့်လက်ထက်ကျမှသူတို့လူချင်းတဲ့ဟာကိုဒါဇက်ကောင်တစ်ကောင်နေနဲ့ကျွန်တော်ထင်ပါတယ်လုပ်ပေးရတာပါအီရန်ရောဟမတ်ရောဒီအုပ်စုတွေရဲ့သဘောထားကအစ္စရေးကိုမြေပုံပေါ်ကနေဖျောက်ပြရမယ်အမေရိကန်ကစိတ်ကူးရင်တာပေါ့အာရပ်ကဘာကိုသူတို့ကအမေရိကန်ဖက်ဒရေးရှင်းတွေလို့ဒီမိုကရေစီဖက်ဒရေးရှင်းတွေလို့အုပ်ချုပ်လို့ရမယ်ထင်နေတာပေါ့လူတွေမှာလည်းတယောက်ချင်းစီကတိုက်ပွဲတွေနေတဲ့နတ်ဖျားတွေမှာလည်းတိုက်ပွဲတွေနေတဲ့ငါတို့ကကောင်းငင်ဘုံကတိုက်ပွဲတွေနဲ့ကဘာမီကတိုက်ပွဲတွေကြမှာငါတို့ဘလို့စပိုက်ဖြစ်အောင်နေကြမလဲဆိုတာစဉ်းစားနေကြရတယ်ဟုတ်ကဲ့ကိုအမိုးဝင်းခင်ဗျာအရှိလေပိုင်းမှာတော့စစ်မီးကတဟုံဟုံတောက်နေပြီဆိုတာဒါတကယ်ဘာလုံးစောင့်ကြည့်နေတဲ့အနေထားပါဒီစစ်ပွဲကိုအမေရိကန်နဲ့အစ္စရေးကအီရန်နဲ့ပတ်သက်ပြီးနျူကလ িয়ার ကိစ္စဆွေးနွေးညှိနှိုင်းတာအဆင်မပြေတဲ့အတွက်တိုက်ပွဲစဖြစ်တယ်ဆိုပြီးကျွန်တော်တို့သိထားရပါတယ်ဒါပေမဲ့ behind the scene ပေါ့နော်နောက်ခံမှာတော့အမေရိကန်ကကဘာကြီးကိုအခုဒေါ်နယ်ထရန့်တက်လာတဲ့နောက်မှာကဘာကြီးကိုပုံစံအသစ်ဝေါ်အော်ဒါအသစ်ကိုသူပုံဖော်နေတာကိုကျွန်တော်တို့တွေ့နေရပါတယ်ဆိုတော့သူတက်လာပြီးသူလောက်တာအမေရိကန်ဖက်ဆိုပြီးပြည်တွင်းမှာ immigration ကိစ္စတွေကင်တယ်ခွန်ငွေကိစ္စတွေစသဖြင့်သူအများကြီးပြောင်းလဲလုပ်တယ်ပြီးတော့သူပနားမားကိုကင်တယ်ဗင်နီဇွဲလားကိုကင်တယ်ပြီးရင်ဂရင်းလန်းကိုတော့သူကင်မလို့လုပ်ပြီးမှနောက်ဆုတ်တယ်ပေါ့နော်အဲ့တော့အခုနောက်ဆုံးနေတော့အီရန်ပေါ့အီရန်ကိုသူအကြီးကျယ်ဝင်တိုက်ပြီးအစ္စရေးနဲ့ပေါင်းပြီးတော့အီရန်မှာလည်းဒါထိပ်ပန်းခေါင်းဆောင်တွေတော်တော်များများလည်းဒါတေဆုံးကုန်ပြီပေါ့နော်အဲ့တော့အဓိက behind the scene ပေါ့နောက်ခံမှာအမေရိကန်ရဲ့ကဘာကြီးကိုဘယ်လိုပုံဖော်ခြင်းလဲဆိုတာကိုကျွန်တော်ဒီကနေ့သုံးသပ်ချင်တာပါအဲ့တော့ပထမအဆုံးအနေနဲ့ခုနသူနျူကလ িয়ার ကိစ္စအဆင်မပြေလို့တိုက်တယ်ဆိုတာကရောဘယ်လောက်ထိမှန်မလဲတခြားပါတွေရှိမလဲဆိုတော့အဲ့ဒီပုံမှာအရင်ဆုံးဆွေးနွေးပြပါဗျသူဘာကြောင့်အီရန်ကိုတိုက်တယ်ဆိုတာကျွန်တော်တို့ဘယ်လိုနားလည်လို့ရမလဲပထမပြောချင်တာကဗျာနော်ဒီအီရန်စစ်ပွဲကိုကျွန်တော်တို့ချင်းကပ်ကြတဲ့အခါမှာအုပ်စု၃စုတွေ့ရပါတော့အဲ့တော့ပထမအုပ်စုကတော့ဘာသာရေးအာဏာရှင်ဖြစ်တယ်အစွန်းရောက်ဖြစ်တယ်ဟာလာနောက်တစ်ခါမြန်မာပြည်ကိုလည်းမြန်မာအာဏာရှင်တွေကိုလည်းထောက်ပံ့နေတယ်ဆိုပြီးတော့ဒီအီရန်ခေါင်းဆောင်အယာတိုလာခါမီနီတို့ဘာလို့ပြုတ်ကြတာတော့ဝမ်းပါနေတဲ့အုပ်စုပေါ့အဲ့အန်ကဲကကျွန်တော်တို့ freedom movement ကနေချင်းကပ်တဲ့အုပ်စုပေါ့နော်ဒုတိယအုပ်စုကကြတော့ဘာသာရေးရကြတာပေါ့ဗျာခရီးယန်ကလည်းခရီးယန်လျောက်မွတ်စလင်ကလည်းမွတ်စလင်လျောက်ဘက်တူရကြတဲ့အုပ်စုပေါ့နော်နောက်တစ်ခါတတိယအုပ်စုကကြတော့ဟုတ်တယ်ဒီအယာတိုလာခါမီနီလူ3000လောက်တတ်ပြီးတော့အီရန်ပြည်သူတွေကိုနှိပ်စက်တာမှန်တယ်ဒါပေမဲ့နိုင်ငံခြားကအမေရိကန်ပါဝင်ကျူးကျော်နေတာတွေကိုတော့လက်ခံလို့မရဘူးဆိုတော့နေချက်ဆန့်ကျင်ရေးအမြင်အုပ်စုတွေပေါ့နော်ဒီလိုကွဲတာတွေတော့ရှိတာပေါ့ဒါသူ့ဘာသူအပန်တရားနဲ့ဆိုတော့အားလုံးကတော့ညှင်းခုန်နေကြမှာပေါ့နော်ပေးကြတာတစ်ခုကကျွန်တော်တို့ကကြတော့American foreign policy နဲ့ American ကအနာဂတ်ကိုဘာလုပ်ချင်တာလဲဒီအမြင်နဲ့ပဲအခု topics ကချင်းကပ်သွားမှာပေါ့နော်ဒါပထမဆုံးကျူပြောထားတာပါအဲ့တော့အခုပြောနေတာတွေကဗျာဒေါ်နယ်ထရန့်တို့အစ္စရေးတို့ကြီးပြောနေကြတာပေါ့နော်တကယ်တမ်းကအီရန်ကိုလုံမယ်ဆိုတာကကျွန်တော်တို့အီရတ်စစ်ပွဲအပြီးမှာတည်းကသင်တန်းအုပ်စုတစုရှိတယ်ဒါကဘာလဲဆိုတော့ project for new American century ပေါ့နော်ဒီဒေါ်နယ်ရန်စဝဲအကုန်ပေါ့နော်ဒီ Forward တို့ဒီအီရတ်စစ်ပွဲကိုလုပ်ခဲ့ကြတဲ့ architect တွေပေါ့နော်အဲ့တော့ဒီအုပ်စုကဒီရာစုနှစ်မှာအမေရိကန်ဘာလုပ်မလဲဆိုတာကိုအောက်လိုင်းချတဲ့အခါမှာဒါဟိုလေ Ransfeld ကနေပြီးတော့အရင်တော့ကစစ်ဗိုလ်ချုပ်ကြီးတို့ CIA တို့နဲ့ပတ်သက်ခဲ့တဲ့ဒီ Wesley Clark ကိုခေါ်ပြီးပြောခဲ့တာရှိရတယ်နိုင်ငံ9နိုင်ငံကိုငါတို့ဖျက်ဆီးပြရမယ်ဒါကဘာဖြစ်လို့လဲဆိုတော့ American ကိုအဓိကဒုက္ခပေးနေတဲ့အန်ရပေးနေတဲ့နိုင်ငံပေါ့နော်ငါတို့ Iraq ကနေစမယ်ဟုတ်လားအဲ့တော့ Iraq Syria Somalia Sudan ပေါ့နော် S3 လုံးနဲ့နောက်တစ်ခါ Libya Lebanon နောက်တစ်ခုကအခုနောက်ဆုံးအီရန်မှာဆုံးမယ်ပေါ့နော်ဒါကလွန်ခဲ့တဲ့အနှစ်20ကျော်တွေကကြံလာခဲ့တဲ့ဟာအခုဒေါ်နယ်ထရန့်လက်ထက်ကျမှသူတို့လူချင်းတဲ့ဟာကိုထောက်လိုက်နှုတ်ဝတ်တွေရောအကုန်လုံးတင့်တန်တွေရောရလိုက်တာဟုတ်နော်အဲ့တော့ဒေါ်နယ်ထရန့်ကတော့ခါချမ်းချမ်းမဲ့ဝင်ပြီးတော့ဒါဇက်ကောင်တစ်ကောင်နေနဲ့ကျွန်တော်ထင်ပါတယ်လုပ်ပေးရတာပါအဲ့တော့နောက်တစ်ခုကဒီအမေရိကန်နဲ့အီရန်ခေါင်းဆောင်တွေကဘာဖြစ်နေလဲဆိုတော့ပုဂ္ဂိုလ်ရေးအညှို့တေးလို့ပို့ဖြစ်သွားတာပေါ့နိုင်ငံရေး policy တွေတဲ့
အဲ့ဒါဘာလဲဆိုတော့ဒေါ်နယ်ထရန့်ရဲ့ပထမပတ်တမ်းမှာအီရန်ဗိုလ်ချုပ်ကိုအီရတ်ကဟိုမှာလှုပ်ချံပလိုက်တယ်လေနော်အီရတ်ဘက်ကသတင်းပေးပါကြတယ်နဲ့လှုပ်ချံပလိုက်တယ်ဒေါ်နယ်ထရန့်တို့ပြောတာကလည်းဒီဗိုလ်ချုပ်ဟာဒီအီရတ်မတည်ငြိမ်အောင်လုပ်နေတဲ့အဓိကတရားခံနော်ဒါကြောင့်မလို့ငါတို့ရှင်းပြမှာရတယ်ဆိုရှင်းပြတယ်အပြန်အလာအဖြစ်အီရန်ကလည်းထရန့်ပြန်တက်လာမှာကိုကြောက်တယ်ဒါကြောင့်မလို့လဲရွေးကောက်ပွဲမွဲဆွဲစီယုံပွဲမှာထရန့်ကိုလှုပ်ချံတဲ့ကိစ္စမှတ်မိကြပါလိမ့်ဦးမယ်နော်နှစ်ရက်ကိုထိသွားတဲ့ကိစ္စလေနော်ဒါကိုအမေရိကန်ပြည်သူတွေကြားမှာကြဲကြဲပြန့်ပြန့်ချမပြတာလေဘယ်သူလုပ်တယ်ဆိုတာကိုချမပြအောင်တကယ်တမ်းထောက်လိုင်း network ရောအကုန်လုံးစစ်ဆေးနေတွေ့ရှိတာကဒီဟာရဲ့လက်ချက်ကအီရန်ဖြစ်တယ်နော်ဒါကဘယ်မှာသွားပြီးပူပေါ်တယ်လဲဆိုတော့အီရန်အခုခေါင်းဆောင်တွေပြိပခရှိန်မြင့်လာတဲ့ခါမှာသူတို့ပြောတာရှိတယ်လေဒုတိယအချိန်မြောက်လောက်ကြမယ်ဟာဒီတဲ့ပို့ပြီးတော့မင်းတိကျစေရမယ်ပေါ့နော်ပထမတစ်ချိန်လုံးကအသက်ဘေးကလွတ်သွားတယ်ငါတို့ဒီတစ်ခါဒုတိယအချိန်မြောက်လာမယ်ဟာမင်းကိုတိကျစေရမယ်ဆိုပြီးတော့သူတို့ကချိန်ချောက်တယ်လေအဲ့တော့ချိန်ချောက်တာတွေလုပ်တော့Trump ကလည်းသူထုံးတာရသူကလည်းခတ်ချင်းရင်ပဲဆိုတော့မင်းတို့ကဒီလိုလုပ်တော့ငါလည်းဒီလိုလုပ်တယ်ဆိုပြီးတော့နှစ်ယောက်ကနိုင်ငံရေးထက်ပို့ပြီးတော့ပုံကိုကြီးစံပြီးအပြန်လာတတ်ကြတာနော်ဒီလို assassination attempt တွေကနှစ်ဖက်တုန်းကလုပ်နေကြတာအဲ့တော့ဒီခုနနိုင်ငံကိုသူတို့ကချေမောမယ်ပြောင်းလဲရမယ်ပေါ့နော်ဆိုတော့ဘယ်အဆင့်လဲဥပမာအီရတ်မှာဆိုလဲသူတို့ဝင်တိုက်ပေမဲ့မြေပြင်တပ်တွေပါပါတယ်အီရတ်နိုင်ငံပြိုကွဲသွားတာပဲအခုတည်းတည်ငြိမ်မှုမရှိဘူးလစ်ဗျားဆိုလဲအလားတတန်တူပဲပေါ့ဆိုတော့ဒီလိုမျိုးသူတို့အန်နယ်မရှိအောင်လုပ်ယုံပဲလားဒါပေမဲ့တည်ငြိမ်ဖြစ်အောင်ရောစဉ်းစားချက်မရှိဘူးလားသူတို့ကဘယ်လိုအဆင့်မျိုးအမေရိကန်စဉ်းစားထားလဲဒီနိုင်ငံတွေကိုသူတို့အန်နယ်မပေးအောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်ကပြဿနာဗျာအမေရိကန်ပြည်ထောင်စုမှာကလည်းDemocratic Party ရလိုက် Republican ခေါင်းဆောင်ရလိုက်တက်လက်စီဖြစ်နေကြတာဟုတ်တက်လက်စီဖြစ်နေတဲ့အခါမှာဒီစစ်ပွဲတွေကိုဝင်ပြီးတော့ချင်းကတ်တဲ့အခါမှာ diplomacy နည်းနဲ့သွားတာတွေရောအပြော့အမှားသွားကြတာတွေကမတူဘူးလေအမှားတွေကိုပြန်ပြီးတော့သမရတယောက်က fix လုပ်နေရတာဟုတ်နော်အီရတ်ပြီးရင်အီရန်ထိသွားမယ်ဆိုတဲ့အဆင့်တောင်မရောက်လိုက်ဘူးအီရတ်မှာပဲသူတို့စစ်နှုံနေခဲ့ကြတယ်မလားအနှစ်20လေအနှစ်20လောက်ဒါပေမဲ့သေချာတာတစ်ခုကဘာဖြစ်လဲဆိုတော့နိုင်ငံတွေတည်ငြိမ်အောင်လုပ်တာတဲ့သူတို့ရဲ့ပထမဆင့်ကသူတို့ဒုက္ခမပေးနိုင်အောင်ပေါ့ဗျာအားနဲ့အောင်ဝတ်ဖြစ်အောင်လုပ်ပလိုက်မှာပေါ့ဒါပထမဆင့်ပေါ့နော်နောက်ဆုံးဆင့်ကတော့အမေရိကန်နဲ့မဟာမိတ်ဖြစ်မယ်အမေရိကန်အကျိုးစီးပွားနဲ့ထပ်တူကြမယ်မဟာမိတ်နိုင်ငံတွေပေါ်လာမယ်ဆိုတော့သူတို့အမြတ်ပေါ့နော်ဒါကလည်းမျှော်လင့်ထားသလိုတည်းဖြစ်တော့မလာသေးပါဘူးနော်ဒါပေမဲ့ပထမအဆင့်ကတော့ဖြစ်ခဲ့တယ်သူတို့အင်အားကြီးမားတုံ့ပြန်လို့မရအောင်ဖျက်ဆီးပစ်လိုက်ခဲ့တဲ့နိုင်ငံတွေပေါ့နော်အဲ့တော့လူတွေနောက်ပြောလို့ပေါ့အမေရိကန်စီးရင်ရဝင်ဆက်ဖက်ခဲ့တဲ့နိုင်ငံတွေဘယ်ဟာတွေချမ်းသာခဲ့ကြလို့လဲဆိုတော့မှန်တယ်မချမ်းသာခဲ့ဘူးဒါပေမဲ့မချမ်းသာအောင်ပဲကိုရန်သူတွေကိုမချမ်းသာအောင်လုပ်တဲ့နေရာဒါပထမဦးစားပေးအဆင့်လေပြီးမှဒုတိယအဆင့်ကကိုရတကယ်မဟာမိတ်ဖြစ်လားအမေရိကန်ပြည်ထောင်စုကိုတကယ်လူလာလာရှိတဲ့နိုင်ငံလားဆိုမှသူတို့ကချမ်းသာအောင်လုပ်ပြီးမှာပေါ့နော်အခု Israel လို့ဟုတ်ကဲ့အဲ့ဒီခုနနိုင်ငံမှာအခုနောက်ဆုံးအီရန်ပေါ့ဒါနောက်ဆုံးပိတ်အနေအထားမျိုးကျွန်တော်ကြည့်ရမှာပေါ့ဆိုတော့ तू ကအဓိကနျူကလ িয়ার မရှိစေချင်ဘူးရှိလို့မရဘူးပြောတယ်ဆိုတော့ဒီအတွက်အခုသူတို့ကဒီသဘောတူမလုပ်တဲ့အတွက်တိုက်တဲ့ခါအစိုးရအပြောင်းလဲကိုသူတို့လုပ်မယ်အစိုးရအပြောင်းလဲလုပ်တဲ့ချိန်မှာရှိတဲ့ဒီသူတို့ရဲ့တပ်တွေအီရန်မှာရှိတဲ့တပ်တွေကိုလည်းအကုန်ဖျက်ဆီးပလိုက်မယ်အစိုးရတက်လာမယ်သူတို့ထောက်ခံတဲ့ဆိုဒီမိုကရက်တစ်စသည်ဖြင့်ဒီလိုပုံစံကိုသူတို့တွားခြင်းပုံရတယ်ကူကဆိုတော့အဲ့ဒီဟာကအီရန်နိုင်ငံကလည်းတော်တော်တမိုင်းကြောင်းအရတကယ်အင်ပါယာချဲ့လာတဲ့နိုင်ငံအခုလက်နက်ရလဲတော်အတန်ကိုရှိတယ်လို့သိထားရတယ်ဆိုတော့သူ့နောက်မှာလည်းရုရှားနဲ့တရုတ်ကအကူအညီပေးနေတယ်လို့ပြောနေကြတော့ဒီအီရန်ကိုအမေရိကန်လိုချင်တဲ့ပုံစံကအောင်မြင်နိုင်မှာမလားဘယ်လိုပြောလို့ရမလဲအဓိကကတော့ဗျာနျူကလ িয়ার လက်နက်တွေဘာတွေပြောတာထဲနော်အီရန်ကတလျှောက်လုံး1989ခိုမီနီတို့ဟလာ revolution ဖြစ်တယ်ကdeath to America တို့ death to Israel တို့နော်အမေရိကနဲ့ Israel ကိုမန်နက်အကြီးစားနဲ့အသေးစားဆိုပြီးတောက်လျှောက်ပေါ်လာလေနောက်တစ်ခုကအီရန်ရောဟမတ်ရောဒီအုပ်စုတွေရဲ့သဘောထားက Israel ကိုမြေပုံပေါ်ကနေဖျောက်ပြရမယ်ဒါတစ်လျှောက်လုံးသူတို့ပြောလာလေနော်အဲ့ဒီအတွက်ဒီဘက်ကလည်းစဉ်းစားတာသူတို့မဖျောက်နိုင်ရင်ငါတို့ကလည်းဥအောင်ချရမယ်ဒီလိုနဲ့ညှိုးသူရမယ်ဖြစ်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကကြည့်ရမှာကရိုဘီယိုတို့ပြောနေတယ်ပေါ့နော်ပထဝီဝင်နိုင်ငံကြီးပြောင်းနေပြီဆိုတာနှစ်50နှစ်60လောက်ရောက်တဲ့အခါတိုင်းမှာပထဝီဝင်နိုင်ငံကြီးကအကြီးဆုံးပြောင်းလဲမှုတွေကိုကျွန်တော်တို့ကြုံရတာတော့ပေါ့နော်ဆိုဗီယက်ယူနီယံပြိုတာကနေစပြီးတော့ပေါ့နော်အကုန်ပြကြည့်လိုက်အခုဖြစ်နေတဲ့ပြဿနာတွေကို
မတိုင်ငယ်ဆိုဗီယက်ယူနီယံမတိုင်ငယ်50တွေရောကြည်လိုက်နှစ်50တွေပေါ့နော်အဲ့တော့အီရန်နဲ့အမေရိကန်ဟာဘာကြောင့်ဒီလောက်ထိညှို့သူရံဘက်တွေဖြစ်ကြတယ်လဲဆိုတာကိုပြန်သုံးသပ်ဖို့လိုတာပေါ့အဲ့တော့ဘာသွားတွေ့လဲဆိုတော့ဗျာကျွန်တော်တို့ဗမာပြည်မှာတော့တွေ့ခဲ့တာပေါ့မိုဇာတက်ကိုဖြုတ်ချတယ်1953မှာဟာလာရွေးကောက်ပွဲနဲ့တက်လာတဲ့မိုဇာတက်ကိုဖြုတ်ချတယ်ပေါ့ရှားဘရင်ကိုတင်ပေးတဲ့အတွက်ပြဿနာစတယ်ပေါ့နော် CIA နဲ့ MI6 ကဘာညာဆိုတာတွေဒါတွေကကျွန်တော်တို့အကြမ်းမြင်မယ်နားလည်ခဲ့ကြတယ်ဒါပေမဲ့တကယ်ဒီလည်းကျွန်တော်တို့ဒီရောက်တဲ့အခါမှာပြန်လေ့လာကြမှာမိုဇာတက်ကိုဘာလို့ဖြုတ်ချလဲအဲ့တော့ကျွန်တော်ထင်ပါတယ်နိုင်ငံတွေဟာအပြောင်းလဲကာလတစ်ခုကိုရောက်သွားတဲ့အခါမှာဥပမာ structure ပြောင်းပြီပေါ့အစိုးရအဖွဲ့တွေပြောင်းပြီဆိုတဲ့အခါမှာအင်အားကြီးနိုင်ငံတွေနဲ့ဘယ်လိုဒီလုပ်ရမလဲအေးဆေးလုပ်မလားဒါမှမဟုတ် radical change ကိုလုပ်မလားဆိုတဲ့ပုံမှာတန်ဖိုးကြီးပေးကြတာပေါ့နော်အခု1953မှာရှိတဲ့မိုဇာတက်ကိစ္စကိုပြန်ဆက်မယ်ဆိုရင်မိုဇာတက်ကသူ့နိုင်ငံအတွက်မှန်သလားဆိုတော့မှန်တယ်သူတို့ရဲ့ရေနံတွေကို British company တွေကပေါ့သွေးဆုပ်အမြတ်ထုတ်တယ်ပေါ့ဗျာဒါကြောင့်မလို့ငါတို့က nationalize လုပ်ရမယ်ပြည်သူပိုင်သိမ်းတာပေါ့ဗျာဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အဲ့ဒီစာချုပ်ကိုပြန်ကြည့်လိုက်ရင်ဒီစာချုပ်ကသူ့အရင်အစိုးရလက်ထက်ကြီးတုန်းက1993ကျမှတက်တန်းကုန်ပါလေအဲ့တော့တက်တန်းမကုန်မနဲ့ဒါမျိုးလုပ်တယ်ဆိုတော့ပြဿနာတက်တာပေါ့နော်အဲ့တော့ပြဿနာတက်တော့ငကိုတွေကလည်းဒါကBritish တို့ကလည်းဒီဘက်တွေကိုနေချဲတာကိုနေချတာဆိုတော့သူကလည်းနေချက်အမြင်နဲ့ပဲကြည့်ပဲသူတို့အကျိုးစီးပွားပေါ့အကျိုးစီးပွားတွေထိတ်တိုက်တူကြပါပေါ့ဗျာအဲ့တော့ဗျာကျွန်တော်တို့ကအီရန်နဲ့ဗြိတိန်အမေရိကအဲ့လိုကြီးပဲဖြစ်တာလည်းမဟုတ်ဘူးအဲ့ဒီကာလတွေကိုပြန်ကြည့်ရင်ကျွန်တော်တို့ကကြာဒီဘက်ရောက်တော့ဘာပြန်သုံးတာလဲဆိုတော့အခုဗမာပြည်လိုပေါ့ဗျာဆက်အာဏာသိမ်းဟုတ်ပြီဆက်အာဏာသိမ်းတာမှန်တယ်မကောင်းဘူးဒါပေမဲ့ဆက်အာဏာမသိမ်းခင်မှာဘာတွေဖြစ်ခဲ့တယ်လဲဒါတွေကိုပြန်လေ့လာတာပေါ့အီရန်မှာလည်းအဲ့လိုပဲမိုဇာတက်ဒီလိုမလုပ်ခင်မှာအီရန်နိုင်ငံကြီးကပါတယ်1950တိုင်မှာဘာတွေဖြစ်ခဲ့လဲနော်အဲ့တော့အီရန်မှာလည်းကျွန်တော်တို့နိုင်ငံတွေလိုပဲဗျအုပ်စုကွဲတွေအများကြီးပဲအထူးသဖြင့်ကမိုဇာတက်ကရွေးကောက်ပွဲနိုင်ပြီမဲ့ तू က urban area တွေပဲနိုင်တာတကယ် province တွေမှာ तू မနိုင်ဘူးအဲ့တော့ province တွေမှာဘယ်သူတွေကအားကောင်းလဲဆိုဒီကလာချီလို့ခေါ်တဲ့အခုယာတိုလာခိုမီနီမတိုင်ခင်မှာအယာတိုလာအဘူကာရနီတန်အဲ့လိုနာမည်တယောက်ရှိတယ်ဗျာနော်ဒီတယောက်က तू ကလည်းဒီမွတ်စလင်တိုက်ခိုက်ရေးသမားတွေရဲ့ပါတီပေါ့သူတို့ကလည်းအင်အားကောင်းတယ်အခုခိုမီနီတို့လိုပဲနော်ဗြိတိရှ်ကအဲ့ဒါကိုသတိထားတယ်သူတို့ရင်ဆိုင်နေရတဲ့ fashion တွေထဲမှာဘယ်ကောင်ကငါတို့အားနဲ့ရှိနိုင်လဲနာဇီနဲ့ပေါင်းတဲ့ကောင်ဘယ်သူရှိသလဲနောက်တစ်ခါဆိုဗီယက်ပေါ့နော်ကွန်မြူနတီနဲ့ပေါင်းမဲ့ကောင်တွေကဘယ်သူရှိမလဲစီးရဲတိုက်ပွဲကရောက်လာပြီ53ဆိုတာအဲ့တော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဘာသာရေးကောင်းဆောင်တွေကဒီအီရန်ကိုပြန်ရောက်လာတဲ့အချိန်မှာသူတို့ကလည်းမိုဇာတက်ကိုလက်မခံမိုဇာတက်ရဲ့ဒီ reform ကိုလက်မခံအဲ့တော့ဒီအုပ်စုတွေကစန့်ကျင်နေကြတာဒါကို CIA ရောအခု Eisenhower တို့ရဲ့ CIA ရောနောက်တစ်ခါ British ရောအကောင်းကောင်းအသုံးချပြီးတော့ဒီစာချုပ်တွေကိုအာဏာသိမ်းတာကိုမချေနှက်လို့ပြန်ပြီးအာဏာသိမ်းတာပေါ့ဗျာနော်ဒီကနေပြီးတော့ဇာလန်တွေကစခဲ့တာပေါ့ဒါကကျွန်တော်တို့အင်္ဂလိပ်မြန်မာပထမစစ်ပွဲဒုတိယစစ်ပွဲတတိယစစ်ပွဲတွေလည်းကြုံခဲ့ပါတယ်နော်ဒီစာချုပ်စာတမ်းတွေနဲ့ကျွန်တော်တို့ကတောက်လျှောက်ပြဿနာတက်ခဲ့ရလေနော်ဒီတရုတ်ကတော့အင်္ဂလိပ်သိန်းတုံးကဟောင်ကောင်တို့ဘာလို့ကိစ္စတွေမှာသူစာချုပ်တိုင်းပြန်ပြီးတော့ transition တွေဖြစ်ခဲ့တာပေါ့နော်ဒီအီရန်တို့ဘာလို့မှကြတော့အဲ့လိုမဖြစ်ခဲ့ဘူးစာချုပ်တွေကလည်းမပြီးခဲ့ကြဘူးမပြီးခဲ့ကြတော့ထိတ်တိုက်တွေ့ကြတယ်ပေါ့ထိတ်တိုက်တွေ့ရင်းကနေနောက်ဆုံးကြပြဿနာတွေတက်ပေါ့နော်ပြဿနာတွေတက်ပြီးတော့ရှားဘင်ကိုသူတို့ဒီဘက်ကလည်းအနောက်အုပ်စုကလည်းရှားဘင်ကိုပြန်ပြီးတော့လောက်တာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီအမေရိကန်ရဲ့နဲ့ဒီကမ္ဘာအော်ဒါအခြေအနေကိုဆက်ကျွန်တော်တို့သွားဖို့လို့ရှိတယ်ဒါပေမဲ့ခုနအီရန်ပြည်တွင်းရေးရလည်းစိတ်ဝင်စားဖို့ကောင်းတော့အဲ့တော့ရှားဘင်တက်လာပြီးရှားဘင်လည်းပြန်ပြီးဖြိုချခံရတယ်အခုခိုမနီတို့ဘာသာရေးခေါင်းဆောင်တွေတက်လာတယ်ဆိုတော့ဒါကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဒီလိုမျိုးအပြောင်းလဲဖြစ်ရတာရောသူတို့နိုင်ငံတွင်းမှာဘလို့အခြေအနေကြောင့်ဖြစ်ရတာလဲဒီအနောက်နိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုပဲလို့ပြောလို့ရလားအဲ့တော့ပြဿနာကအနောက်နဲ့နီးစပ်တဲ့ရှားဘင်ကိုယ်တိုင်ကလည်းသူ့ရဲ့လက်နက်ကင်တပ်တွေတကယ် state police တွေလုပ်ပြီးတော့ပြည်သူတွေကိုနှိပ်ကွပ်တာကိုဖမ်းဆီးတာတွေအတိုက်ခံတွေကိုရက်စက်တာတွေလုပ်တော့တဖြည်းဖြည်းနဲ့မကျေနပ်မှုတွေပေါ်လာတာပေါ့နော်မကျေနပ်နေမှုပြီးတော့တမြင့်မြင့်တော်လိုင်းကြီးတောက်လောင်နေပေါ့အဲ့ဒီမှာကျွန်တော်တို့ကအရေးကြီးတဲ့turning point တွေကိုပြောဖို့လိုတယ်ဗျာနော်အဲ့ဒါဘာလဲဆိုတော့အရင်တော့ကအခုလူတွေပြောနေကြတယ်ပေါ့ဗျာအမေရိကန်နဲ့အစ္စရေးကတဲ့ကိစ္စတွေပေါ့အရင်တော့ကဒီအရှေ့အလယ်ပိုင်းမှာအမေရိကန်ရဲ့အဓိကမဟာမိတ်ကအစ္စရေးမဟုတ်အီရန်လေနော်အဓိကမဟာမိတ်ကအီရန်ဘယ်မှာအသိသာဆုံးလဲဆို1956မှာဖြစ်တဲ့ Suez တူးမြောင်း crisis ကိုကြည့်လိုက်လေအဲ့တုန်းကအီဂျစ်သမ္မတနာဆာကနေ Suez တူးမြောင်းကိုသူပြည်သူတိုင်းတိတ်ပိတ်ပလိုက်တယ်မလားပိတ်ပလိုက်တဲ့ချိန်မှာဒီဟာတွေကိုအကုန်လုံးကမကျေနပ်ကြတော့အစ္စရေးတို့ဘာတို့ကအကုန်ဝင်ပြီးတော့ကျူးကျော်တာဟုတ်အီဂျစ်ကိုအဲ့လိုကျူးကျော်တဲ့အခါမှာအစ္စရေးနဲ့အတူရက်ခဲ့တာပြင်သစ်နဲ့ဗြိတိန်လေအဲ့တော့ဒီသုံးနိုင်ငံ
ဒီ3နိုင်ငံကနေဝင်သိမ်းတယ်အဲ့ခါမှာအမေရိကန်ပြည်ထောင်စုနဲ့ဆိုဗီယက်ယူနီယံကဝင်ပါတယ်မင်းအကုန်နောက်ပြဆုပ်အဲ့လိုသိမ်းလို့မရအဲ့တော့အမေရိကန်ပြည်ထောင်စုကိုယ်တိုင်ကအဲ့လိုကအစ္စရေးကိုစတင်ခဲ့တာနောက်တစ်ခါအစ္စရေးနျူကလ িয়ার လက်နက်ကိုလည်းအမေရိကန်ပြည်ထောင်စုကအီရန်ကိုအခုဆက်တယ်လို့ပဲအဲ့တုန်းကတောက်လျှောက်ဆက်တာလေအစ္စရေးကိုဒီနျူကလ িয়ার လက်နက်ရခွင့်မပေးဘူးတောက်လျှောက်သူလုံတာအဲ့တော့အခုလူတွေမှားနေတဲ့ချက်ရှိတယ်ဗျာဟိုအမေရိကန်ပြည်ထောင်စုကပဲပေးတာလို့မဟုတ်ဘူးအစ္စရေးကိုအဓိကနျူကလ িয়ার လက်နက် technology နည်းပညာတွေပေးခဲ့တာပြင်သစ်အဓိကအဲ့တုန်းကပြင်သစ်ကဘာဖြစ်လဲဆိုတော့ဟိုဂျူးတွေဒုတိယကမ္ဘာစစ်တုန်းကဟစ်တလာကျူးလွန်ခဲ့တဲ့ Holocaust ကိုဒုတိယကြိမ်မကြုံအောင်ဆိုပြီးသူကအဲ့ဒါတွေမိကုန်ရန်ကုန်လုပ်ပေးခဲ့တာအဲ့တုန်းကသူတို့ကတအုပ်စုနော်အမေရိကန်ပြည်ထောင်စုကတကယ်မဟာမိတ်ကအဲ့တုန်းကအီရန်ရှားပြင်အုပ်စုပဲရှိတာအခုဂျမကာတာနောက်ဆုံးကဂျမကာတာလက်ထက်ပြောကြပါစို့နော်ဂျမကာတာလက်ထက်မှာဘာဖြစ်လဲဆိုတော့သူကလူအခွင့်အရေးနဲ့ဒီမိုကရေစီကိုပို့ဦးစားပေးမယ်ဆိုပြီးတော့စံနှုန်းတွေနဲ့လာတာဟုတ်နော် liberal idea တွေနဲ့လာအဲ့တော့ရှားဘရင်ကခြားစားအကျက်ပြက်နေတယ်ပြည်သူကိုဖိနှိပ်တယ်ဆိုတာသူသိတော့သူတိတ်မရက်တော့အမေရိကန်ပြည်ထောင်စုကတိတ်ဟိုထောက်ပံ့မှုမလုပ်တော့အဲ့ဒါကြောင့်မလို့ရှားဘရင်ပြုတ်ကြလေ1989မှာအရာတော်လာခိုမီနီတို့ရဲ့အင်အားတွေကကောင်းလာပြီးတော့တင်လိုက်တာအဲ့တော့တင်လိုက်တော့ဟို okay နောက်ဆုံးဂျမကာတာကဘယ်လောက်ထိလုပ်တယ်လဲဆိုတော့ရှားဘရင်ဒီဘက်မှာအမေရိကစီကိုအဆိုင်လန်တောင်းတာတော့မှမပေးဘူးဒီအချိန်ကတင့်တော်တဲ့အချိန်မဟုတ်ပါဘူးဆိုပြီးတော့ရှားဘရင်ကိုညင်းခဲ့ဘူးဒါပေမဲ့Henry Kissinger ပေါ့နော်ဒီအီရန်ရဲ့ဒီဘာသာရေးအစ္စရေးပေါ်မှာအစွန်းရောက်မှုတွေကိုမြင်နေတဲ့ Henry Kissinger တို့ကပြန်ပြီးတော့လှုပ်ပြီးလှုပ်တာပေါ့နော်ဂျမေကာတာတို့မဟုတ်ဘူးစေကူတာခွင့်တော့ပေးလိုက်ပါဆိုပြီးတော့ဒါနဲ့ရှားပြင်ကိုအမေရိကန်ပြည်ထောင်စုကစေကူတာခွင့်ပေးတာပေါ့လေအဲ့တော့စေကူတာခွင့်ပေးရမလားဆိုပြီးတော့အီရန်ကအမေရိကန်တန်ယုံကတရားရမရှိတဲ့အမေရိကန်တန်ယုံကိုရက်ပေါင်း444ရက်ဝင်ပြီးတော့စီးနဲ့တိုက်ခတ်ပြီးတင်ထားလေပြန်ပြီးဆွဲလာတာဟိုပြောချင်တာဗျာဟို diplomacy တို့ human right တို့ဒီစံနှုန်းတွေနဲ့တွားတဲ့ခါမှာလည်းမရဘူးဟိုဘက်ကအတိတ်တုန်းကနာချင်းချက်တွေရှိတယ်သူတို့ကအမေရိကန်ပြည်ထောင်စုကိုအဲ့မှာတည်းကစပြီးအော်လာတာကတောက်လျှောက် debt to America အမေရိကသိဆုံးရမယ် Israel သိဆုံးရမယ် Israel ကိုမြေပေါ်မှာဖျောက်ပေးရမယ်ဒီလိုအော်လာလေဒီလိုအော်လာတာမှာအခု Reagan လက်ထက်ကျမှသူက Iraq စစ်ပွဲကိုဖန်တီးပေးလိုက်ပြီးတော့ကျွန်တော်တို့ American hostage ကိုလွတ်မြောက်အောင်လုပ်ခဲ့တာဘူးเนาะဒီဇလန်ကအဲ့ဒီကနေတောက်လျှောက်စလာခဲ့တာပြောမှာပေါ့ဟုတ်ကဲ့အဲ့တော့အမေရိကန်ကအခု contemporary politics ပေါ့ယနေ့ခေတ်နိုင်ငံရေးကသူသွားခြင်းတဲ့ပုံစံရအီရန်ကိုအခုသူနောက်ဆုံးသူကင်ပြီသူဖြစ်ချင်တဲ့ပုံစံဖြစ်နိုင်မလားလက်တွေ့မှာဟိုဗျာပုံမှန်အဖြစ်ကတော့ဟို theory ကတော့ရှိပါတယ်ဟိုကျူးကျော်စစ်တွေကတော့ကျူးကျော်တယ်ဆိုတာကဟိုဗျာအီရတ်မှာတည်းကလည်းသင်္ကန်းလာရခဲ့ပြီးပါပြီအီရတ်တို့လီဘီယာတို့ပါဘာဖြစ်လဲဆိုတော့ဒီ Middle East ရဲ့ဟို society ကအနောက်နိုင်ငံတွေနဲ့မတူဘူးလေနော်ဟိုအီရတ်စစ်ပွဲတုန်းကဟိုအယ်ဂျာဇီးယားသတင်းတော့တယောက်ပြောခဲ့တယ်လို့ပေါ့အမေရိကန်တွေကစိတ်ကူးရင်တာပေါ့အာရတ်ကဘာကိုသူတို့ကအမေရိကန် Federation တွေလို့ Democracy Federation တွေလို့အုပ်ချုပ်လို့ရမယ်ထင်နေတာပေါ့တကယ်တော့ငါတို့အာရတ်တွေကအာနာရှင်တယောက်တည်သွားလို့လဲဝမ်းမနေဘူးအကြာကြီးဝမ်းနေနေမှာမဟုတ်ဘူးတေးကြတာတခုကဒီအာရတ်ကဘာက strong leader ကိုပဲလိုတာခိုင်မာပြင်းထန်တဲ့ခေါင်းဆောင်ကိုပဲလိုတာဟို American Democracy တို့နဲ့သွားလို့မရဘူးနော်အဲ့တော့ဒီအမေရိကန်ပြည်ထောင်စုကကျွန်တော်ထင်ပါတယ်ဟို Trump ကစီးပွားရေးသမားဗျအဲ့လောက်တော့မအားဘူးဗျသူတို့သိတယ်ဗျဟို Iraq လို့အကြာကြီးလဲသွားလို့မရဘူးသူတို့ ground force တွေနဲ့ဝင်ပြီးတော့အုပ်ချုပ်လို့မရဘူးဆိုတာလည်းသိတယ်အဓိကသူဟိုပထမဆုံးဘာအမြတ်ရကျင်တယ်အမြတ်ရကျင်တာတာဝိပစ်ဒုံးကြီးတွေနဲ့ဗျအမေရိကန်ပြည်ထောင်စုတို့ဘာတို့နျူကလ িয়ার ထိပ်ဖူးတွေဘာတွေနဲ့ပြစ်နိုင်မဲ့အကုန်လုံးပေါ့နော်အမေရိကန်ရဲ့မဟာမိတ်တွေကိုဒီအန်ရယ်တွေကနေပြီးတော့ခြေဖြတ်နိုင်ရင်တော့ပြီဒါပထမအဆင့်နော်တကယ်လို့ဒုတိယအဆင့်မှာအမေရိကန်အကျိုးစီးပွားကိုတကယ်လက်တွဲမဲ့မဟာမိတ်ရရင်တော့အမြတ်ပေါ့ဗျာနော်အဲ့တော့ဟိုဒီစစ်ပွဲထဲမှာအီရန်မှားတဲ့အမှားကသူကပင်လယ်ကွေ့နိုင်ငံတွေကိုသူအကုန်ရှော့ပြန်တာနော်ဒါတွေကတော်တော်များများလဲသုံးသပ်ပြပါတယ်တကယ်တော့အဲ့နိုင်ငံတွေကဟိုဆော်ဒီကလွဲလို့ဗျာဆော်ဒီကတော့ရှင်းတယ်ဒီစစ်ပွဲဖြစ်မြောက်အောင်လုပ်တဲ့အဓိက lobby ထဲမှာဆော်ဒီမင်းသားလည်းပါတာဟုတ်နော်ဆော်ဒီမင်းသားကဒီသူက regional မှာဟိုတူရကီလိုပဲသူ power house တူဖြစ်နေတယ်ကြံနေရကြပြီလေဒါကြောင့်မလို့လဲဒေါ်နယ်ထရန့်တက်လာတဲ့အခါမှာသူ့အတွက်လုံးဝအခွင့်အရေးပဲဆိုပြီးတော့ investment တွေလုပ်ဂါဇာကငြိမ်းချမ်းရေးအဖွဲ့တွေထဲမှာဝင်ပါပေါ့နော်ဒါတွေကငြိမ်းချမ်းရေးထက် regional power တွေကိုတိစောက်နေကြတာပေါ့အဲ့ဒီအတွက်သူကလည်းအီရန်ကိုဟိုဖြုတ်ချမှာရမှာဟုတ်ဘာဖြစ်လဲဆိုတော့ဆော်ဒီအာရေဗီးယားနဲ့အီရန်ဆိုတာကဒီယီမင်ကနေစပြီးတော့ဒီဟူတူကိစ္စတွေထိမှာ proxy ခံပြီးတော့တိုက်နေတဲ့စစ်ပွဲတွေလေဆွန်နီနဲ့ရှီယာနဲ့မွတ်စလင်တွေရဲ့တိုက်ပွဲတွေကလည်းရှိနေတာဟုတ်အဲ့တော့အားလုံးကအကျိုးစီးပွားကတ်ကြတာပေါ့ဗျာအခုပြောနေတဲ့
ပြန်ကောက်ရရင် Rubio တို့ပြောနေတာကပထဝီဝင်နိုင်ငံကြီးပြောင်းနေပြီဆိုတာအမေရိကန်ကလည်းသူ့ရဲ့မဟာမိတ်အသစ်တွေကိုထပ်ပြီးတော့လက်တွဲလိုက်မယ် region မှာ Israel တွေမကတော့အီရန်ကသူ့ရဲ့မဟာမိတ်အသစ်ကဘာလုပ်လဲသူရှားမယ်ဒီ region မှာဟုတ်တယ်မလားအရင်တော့ကသူ့ Lebanon မှာရှိတဲ့ Hezbollah တို့ဘာလို့ဆိုတာလဲအခုကသူ့ရဲ့ proxy တွေအကုန်လုံးကအကုန်ချခံရပြီ Israel ကချထားတယ်နောက် Syria ပေါ့နော် Syria မှာဆိုလည်းတခါတော့ကသူ့ရဲ့ Bashar Assad ကလည်းရှီယာတွေကညောင်းပြီး Sunni တွေတက်လာပြီပေါ့နော်အဲ့တော့1989အယာတိုလာခိုမီနီလက်ထက်တုန်းကသူကရှီယာနဲ့ Sunni ကြီးထွားလာတာတပြိုင်နက်ကြီးထွားလာတာဗျဒီတစ်ခါကျတော့ကျွန်တော်ထင်ပါတယ် Middle East က Sunni အင်အားစုတွေပိုအားကောင်းလာမှာပေါ့ဒီစစ်ပွဲတွေဖြစ်လို့အခုအီရန်ကရေလက်ကြားဟာမုစ်ရေလက်ကြားကိုပိတ်မယ်ဆိုဒါတွေမတွက်တာမှမဟုတ်ဘူးဒီဘက်မှာအကုန်အဲ့ဒါတွေတွက်ပြပြီးသားပဲလေပိတ်လိုက်ရင်အဓိကပူထီမှာတရုတ်ပြည်ကပူထီမှာပေါ့နော်တရုတ်ကဒီကနေပြီးတော့တနေ့ကိုရေနံစီပေးပါပေါင်း9သန်းနီးပါးတော့သူကလုံနေရတယ်ဒါကြောင့်မလို့တရုတ်ကဒီနေ့ပြောတာဒီဟာကိုဖွင့်ဖို့လိုတယ်ဒါကိုမပိတ်ဖို့လိုတယ်စစ်ပွဲမှာသူအီရန်ကိုပြန် pressure ပေးဒီနေရာမှာဝေဖန်သုံးသပ်သူတွေပြောတာအမေရိကန်ကဒုတိယကမ္ဘာစစ်နောက်ပိုင်းပေါ့နော်ဘယ်စစ်ပွဲမှာသူမနိုင်ဘူးပေါ့ဗီယက်နမ်ကလည်းစုတ်ခွာရတယ်အီရတ်နဲ့အာဖဂန်မှာလည်းဒါဆယ်စုနှစ်လောက်နေခဲ့ရပြီမဲ့နောက်ဆုံးတော့သူထွက်လာရတယ်ပေါ့နိုင်ငံရေးရရှုံးတယ်ပေါ့နော်တကယ်တမ်းအပီပြင်နိုင်တဲ့စစ်ပွဲဆိုတာမရှိခဲ့ဘူးပေါ့ဆိုတော့အဲ့ဒါကိုသူတို့ကမှတ်ချက်ပြုပြီးတော့အီရန်မှာလည်းအမေရိကန်မလွယ်လောက်ဘူးရှုံးလိမ့်မယ်ဆိုပြီးသုံးသပ်မှုတွေရှိတယ်အဲ့ဒါကိုဘယ်လောက်မှန်နိုင်မလဲဗျသူတို့ရေးတာတွေတခါလေကျွန်တော်နားမလည်ဘူးဗျရှုံးတယ်ဆိုတာဘာကိုပြောရအောင်ရှုံးတယ်ဆိုတာအမေရိကန်နိုင်ငံကြီးပြတ်သွားမှရှုံးတယ်ပြောရလားနိုင်ငံရေးတိတ်ခါရဆိုတာပြောရအောင်ပါလေအမေရိကန်ပြည်ထောင်စုမှာခေါင်းဆောင်တွေပြောင်းလာလေဟုတ်လားဒီအစိုးရလက်ထက်မှာရီမန်းချက်ဖြစ်ချင်မှဖြစ်ပေမဲ့နောက်အစိုးရလက်ထက်မှာဒီမိုကရေစီနဲ့ပြန် engage လုပ်ကြတာပဲเนาะဘီယက်နမ်ကနေကျွန်တော်တို့ပြောကြည့်အောင်တယ်ဘီယက်နမ်ကိုအမေရိကန်တွေရှုံးတယ်ဒါကျွန်တော်တို့ဟိုရင်တော့ကလည်းအဲ့လိုပဲသိခဲ့ကြတာပေါ့เนาะတကယ်တမ်းကဘီယက်နမ်စစ်ပွဲကိုအသေးစိတ်တွေပြန်တင်တဲ့ခါကျမှဘာသိလဲတကယ်တမ်းကဘီယက်နမ်စစ်မှာဒီ Operation Rolling Thunder တို့ဘာလို့မှာအမေရိကနိုင်နေတယ်အကုန်လုံးမြေပြင်မှာရောဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဟိုချီမင်းတို့ကအမေရိကန်သေးတဲ့အလောင်းတွေအမေရိကန်စစ်သားတွေကိုဒီဘက်ကိုလှုပ်ပြီးတော့အမေရိကန်ပြည်သူကိုစစ်ဆန့်ကျင်ရေးရအောင်လုပ်လိုက်တာဟုတ်အဲ့တော့စစ်ကိုပြန်ဆုတ်ခိုင်းတာပေါ့ဗျာ1985မှာစစ်ကိုပြန်ဆုတ်တယ်လေဒါပေမဲ့ဘာဖြစ်လဲအခုအမေရိကန်နဲ့ဘီယက်နမ်ပြန်ပြီးတော့စီးပွားရေးလုပ်ကြတာပဲမလားစီးပွားရေးလုပ်ကြပြီးတော့တချို့ကိစ္စတွေမှာတရုတ်ကိုတောင်ပြန်ကောင်တာလုပ်နေကြတာပဲလေအီရတ်တို့ဘာလို့ဆိုတာလဲအဲ့လိုပါပဲဒီစစ်ပွဲကိုသွားတယ်အမေရိကန်နဲ့နှစ်ကြာကြီးထင်တယ်လို့ဖြစ်မလားဒါပေမဲ့ဒီစစ်ပွဲကြီးကနေပြီးတော့ profit ရတဲ့ design တွေအများကြီးပဲလေနောက်စစ်ပွဲတွေမှာဒီတဲ့ပိုဘာကောင်းအောင်လုပ်မလဲဟာဒါမျိုးတွေရှိမယ်နောက်တစ်ခါမိတ်ဆွေတွေထပ်ရမယ်အဲ့တော့အီရန်ကိုအဓိကချနေတဲ့ကိစ္စကဘာလဲဆိုတော့အီရန်ကတောက်လျှောက် Hezbollah တို့အကုန်လုံးကိုအမေရိကန်စန့်ကျင်ရေးအုပ်စုတွေကိုသူက funding ပေးတယ်လေ funding ပေးပြီးတော့ပို့ပြီးတော့တောင်းလာတယ်လေဒါကြောင့်မလို့ Trump လက်ထက်ကြတော့အဲ့ဒါတွေကိုမြင်တော့ diplomacy နဲ့သွားတယ်ဒီအင်အားစုတွေကငါတို့ကိုစန့်ကျင်တဲ့အင်အားစုတွေပဲအားကောင်းလုပ်တယ်ဒါကြောင့်မလို့ငါတို့ကဒီပွဲကိုအမြင့်ဖြတ်မှဖြစ်မယ်ဆိုပြီးတော့ Israel နဲ့အမေရိကန်တွေကတက်ညီလက်ချနေကြတာနော်အမေရိကန်တွေတောက်လျှောက်စစ်ရှုံးတယ်ပြောရလောက်အောင်လေ diplomacy နဲ့လုပ်တော့လေရန်သူတွေပူအားတန်လာတာပဲမလားနော်ဒါက foreign policy အမြင်နဲ့ပြောတာပါအမှားမှန်တွေနယ်ချဲတာတွေအဲ့အရာတွေနဲ့ပြောတာမဟုတ်ဘူးနယ်ချဲတာတွေဘာတွေဆိုတော့မှန်တယ်ဟုတ်တယ်နယ်ချဲတယ်မတရားဘူးအင်အားကြီးနိုင်ငံတခုကဝင်တိုက်တယ်ဒါပေမဲ့နိုင်ငံတိုင်းဟာကိုယ့်ရဲ့လုံခြုံရေးနဲ့ကိုယ့်ကိုဘယ်သူတွေအန်ရပေးနိုင်လဲဆိုတဲ့အမြင်နဲ့ကြည့်ပြီးတော့တုံ့ပြန်ရတာလीနော်ဒါကအီရန်ပဲဖြစ်ဖြစ်အမေရိကန်ပဲဖြစ်ဖြစ်ဒီလိုတုံ့ပြန်ရတာပါဟုတ်ကဲ့ဒီနေရာမှာဒီအီရန်အနေနဲ့ကသူ့ရဲ့မဟာမိတ်ကရုရှားနဲ့တရုတ်ရှိတယ်တစုံတရာစစ်ရေးရတော့ဒါကူညီမယ်ဆိုတာလည်းတွက်လို့ရတယ်ဒါပေမဲ့ရုရှားနဲ့တရုတ်ကတော့ကိုယ်တိုင်ကိုယ်ကျပါဝင်မှုကတော့ဖြစ်နိုင်မှာမဟုတ်ဘူးဆိုတော့ဒီအခြေအနေကတရုတ်နဲ့ရုရှားရဲ့အခန်းကဏ္ဍရောဘယ်လိုဖြစ်လာနိုင်မလဲဒီစစ်ပွဲပေါ့သူတို့ကနှုတ်ကတော့ပြောနေလုံးဝလက်မခံဘူးပြန်ဆုတ်ပါချုပ်ချရတာမထိရဘူးတော့ပြောတယ်ဒါပေမဲ့သူတို့အခန်းကဏ္ဍဘယ်နေရာအထိရောက်မလဲနောက်ပြီးတော့အများကတွက်ဆသလိုဒါကြီးကတတိယကမ္ဘာစစ်ကိုဥတီသွားနိုင်မလားပေါ့နော်တရုတ်နဲ့ရုရှားသာပါလိုက်ဒီလိုမျိုးစိုးရိမ်မှုတွေလည်းရှိတယ်ဆိုတော့အဲ့ဒီပုံမှာရောတရုတ်ရဲ့ရုရှားအခန်းကဏ္ဍနဲ့တတိယကမ္ဘာစစ်ဖြစ်နိုင်မဖြစ်နိုင်အဲ့ဒီပုံမှာကိုမိုးဝင်ဘယ်လိုမျိုးမှတ်ချက်ပေးလို့လဲဒီလိုပြပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်တွေနဲ့မတူတာကပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်ကမဟာမိတ်တွေရှိရဗျာ alliance တွေရှိရဟုတ်တယ်မလားတနိုင်ငံကိုလုတ်ပြီးဆိုရင်အကုန်ပါကြတာဝင်ပြီးတော့ချကြတာလေနေရာနဲ့မှဝင်ချစစ်ပွဲတွေဖြစ်နေတာအခုကယူကရိန်းစစ်ပွဲဆိုလဲဒါ proxy လုပ်ကြတယ်
အနောက်အုပ်စုတွေပါကြတာပဲလေနော်တရုတ်ကလည်းရုရှားဘက်ကနေထောက်ပံ့ပေးတာပဲရှိတာလေဒါမဲ့ဓာတ်ရိုက်ပါဝင်မှုမရှိဘူးလေအခုအီရန်လည်းအဲ့လိုပါပဲဒီနေ့တရုတ်ချင်းကပ်နေတဲ့ဟာဒီနေ့ဆိုပြင်သစ်စီကိုသွားတယ်ပြင်သစ်နဲ့ဆွေးနွေးပြီးတော့ဒီစစ်ပွဲအချိန်မြင့်တာတွေရော့ကြအောင်လုပ်ရေးသူက diplomacy နည်းနဲ့ပဲသွားချင်တာဟုတ်နော်တစ်ဖက်မှာလည်းအီရန်ကိုကူညီမယ်လို့ပြောတာပေါ့နော်အဲ့တော့ဒါပေမဲ့တေးကြတာတစ်ခုကအခုဒီစစ်ပွဲမှာကြည့်လိုက်ရင်တရုတ်ရဲ့ဒီဗင်နီဇွဲလားမှာပဲကြည့်အီရန်မှာပဲကြည့်လေဒီလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကတကယ်ထိရောက်တာမှမဟုတ်တာအမုံချေသူတို့ဖြစ်သွားလေအဲ့တော့တချို့ကဘာကိုထောက်ပြလဲဆိုတော့အီရန်ပေါ့နော်အီရန်ဆိုရင်ဈေးပေါ်ပေါ်နဲ့အနောက်တိုင်းကဆန်ရှင်လောက်တာတော့တရုတ်ကိုစီပေပါတော့ပေးပါ$10တော့မရှိဘူးဟုတ်လားအဲ့လိုအောက်ဈေးတွေနဲ့ပေးရတယ်နော်နောက်တစ်ခါဒီလေကြောင်းကကာကွယ်ရေးကိုလည်းဈေးကြီးကြီးနဲ့ပေးဝယ်တယ်ဒါမဲ့လက်တွေ့ကြတော့အကုန်ချိန်မုံခံတာပဲလေအဲ့တော့ဒါတွေကိုကြည့်ပြီးတော့ကျွန်တော်ထင်ပါတယ်တရုတ်တို့ရုရှားတို့ကလည်းသူတို့ဝင်တဲ့မဝင်တဲ့သူတို့ချိန်စားမှာပါနော်ဒါတေချာတာတခုကတော့အမေရိကန်နဲ့အစ္စရေးတို့အုပ်စုတွေကတော့တက်ညီလက်ညီတွဲထားတာပေါ့နော်အီရန်ဘက်ကတက်ညီလက်ညီတွဲပြီးချမယ်သူရှိဖို့တော့လိုတာပေါ့ကမ္ဘာစစ်ဖြစ်ဖို့ဆိုတာလေဟုတ်ကဲ့အဲ့တော့အမေရိကန်ကအခု Trump လက်ထက်ပေါ့အဓိကအဖြစ်ဆိုရင်အခုဆိုရင်ဒါဒီနိုင်ငံတကာနိုင်ငံကိုတိုက်ပြီးဆိုရင်ဒီနိုင်ငံတကာစီးမြင့်စည်းကမ်းတွေကကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ခွင့်ပြုချက်ရှိရမယ်เนาะသူ article ဘယ်လောက်လဲမသိဘူးဒါပြဋ္ဌာန်းတာရှိတယ်အဲ့တော့နိုင်ငံတကာရဲ့စီးမြင့်စည်းကမ်းဥပဒေပေါင်းတွေကို Trump လုံးဝထားခဲ့လိုက်ပြီလားသူပုံဖော်ခြင်းနဲ့အမေရိကန်ဒီအင်အားကြီးနံပါတ်1နိုင်ငံဖြစ်တဲ့အတွက်ငါတို့လိုချင်တဲ့ပုံစံကဘာကြီးကိုငါတို့ကြိုးကင်မယ်ဆိုတာကိုသူကလုံးဝစတာထွက်ပြီလားဘာမှဂရုမစိုက်ဘူးဆိုတော့အဲ့ဒီ war order ကြီးကစပြီလားအဲ့လိုပြောလို့ရမလားအဲ့ဒါက Trump လက်ထက်မှာလည်းမဟုတ်ပါဘူးအမေရိကန်သမ္မတ George Bush လက်ထက်မှာအီရတ်ကိုတိုက်တဲ့ကိစ္စတုန်းကကုလသမဂ္ဂသဘောထားပါမှမပါတာနော်ကုလသမဂ္ဂသူတင်ပြတာအီရတ်ကိုချမှဖြစ်မယ်ကုလသမဂ္ဂသဘောမတူရင်ငါတို့မဟာမိတ်နိုင်ငံတွေနဲ့အမေရိကန်ရဲ့မဟာမိတ်အုပ်စုဖွဲ့ပြီးတော့ချခဲ့တာပဲလေနော်ဒီလိုပဲပူတင်လည်းကုလသမဂ္ဂကယူမဆိုင်ပါဘူးနော်အကုန်လုံးကယူကရိန်းကိုကျူးကျော်တာပဲနောက်အိုဘားမားတို့ဘာတို့တုန်းကလည်း NATO တို့ဘာတို့လုတ်ခဲ့ကြတဲ့ကိစ္စတွေတုန်းကလည်းလက်ပြားကိုလုတ်ခဲ့ကြတဲ့ကိစ္စတွေတုန်းကလည်းကုလသမဂ္ဂဆုံးဖြတ်ချက်မှမဟုတ်တာနော်ကုလသမဂ္ဂဆုံးဖြတ်ချက်ကR2B ဆိုတာကဒုက္ခရောက်နေတဲ့ဟာတွေကိုကယ်ဖို့နော်ဒီစစ်ပွဲကိုတတ်နိုင်သမျှရောကြအောင်လုပ်ဖို့လေဒါပေမဲ့ NATO ကအိုဘားမားရဲ့အမိန့်နဲ့အကုန်ဝင်ပုံကျဲတာဟုတ်နော်အဲ့တော့ဒေါ်နယ်ထရန့်လက်ထက်တည်းကမဟုတ်ပါဘူးအမေရိကန်တွေရောရုရှားရောအကုန်လုံးကကုလသမဂ္ဂကိုဂူးမဆိုင်ခဲ့တာ2003နေရပါနော်2003နေရအခုအနည်း20ကျော်ပါပြီအဲ့တော့ကုလသမဂ္ဂကလည်းဂျန်တဲ့သားကြီးနာကြီးခုနကပြောတဲ့ကျမ်းမာရေးကိစ္စတွေတော့သူအကျိုးရှိနေတာတွေလည်းရှိပါတယ်အများကြီးပဲဒါတွေကတော့ရှိနေပါအဲ့တော့ဒီစစ်ပွဲကြီးနဲ့ပတ်သက်လို့ကတော့အားလုံးဟာတာပြောနေလို့ပါလေရှုံချလိုက်တကားပေးလိုက်ဒီလိုနဲ့ပဲအဆုံးသတ်နေတာပါအဲ့တော့နိုင်ငံတကာဒီကုလသမဂ္ဂကိုကြော်ပြီးတော့ကျွန်တော်တို့အမြဲပြောနေသလိုပေါ့နိုင်ငံတကာအဖွဲ့အစည်းတရပေါ်လာဖို့ဆိုတာကမ္ဘာစစ်ဖြစ်ဖို့လိုတာပေါ့နော်ကမ္ဘာစစ်ဖြစ်ပြီးမှပြန်ပြီးတော့စူပါပါဝါတွေပြန်ပြီးတော့ထိတ်တိုက်တွေ့ပြီးတော့ကမ္ဘာကြီးကိုငါတို့ balance of power နဲ့ဘယ်လိုထိန်းညမလဲဆိုတာနဲ့ကျွန်တော်တို့အဖွဲ့အစည်းဖွဲ့ကြတာဟုတ်နော်အဲ့တော့အခုကတော့ကုလသမဂ္ဂကြီးကလည်းရှိနေအောင်ပါပဲဒါပေမဲ့သူ့စုံကြချက်ကိုလိုက်နာလားဆိုတော့လည်းမလိုက်နာကြပါဘူးဒီလိုပဲသွားနေကြတာအဲ့တော့နောက်တစ်ချက်ကတော့ကဘာကြီးကို affect ဘယ်လိုဖြစ်မလဲပေါ့နော်ဒီအီရန်ဘေးမှာရှိတဲ့ Middle East နိုင်ငံတွေကတော့ဒါမီးဟုံးတောက်နေပြီဒါဘယ်လောက်ထိစိုးကျိုးတွေဖြစ်မလဲဆိုတော့စောင့်ကြည့်ရမှာဘယ်လောက်ကြာမလဲဆိုတော့ဒါပေမဲ့အီရန်ဒီကဘာရေနံတင်ပို့မှုကလည်းဒါအများဆုံးနိုင်ငံတစ်ခုဖြစ်တော့အခုဆိုရင်အာရှတိပါဒါတက်ရောက်မှုရှိပြီဟောမှုရှိလဲကြောက်လဲပိတ်လိုက်ပြီဆိုတော့ဒီ effect ကဘယ်လောက်ထိကြီးနိုင်လဲဘယ်လောက်ထိကဘာကြီးကတောင့်ခံနိုင်မှုရှိမလဲဆိုအဲ့ဒီပေါ်ဘယ်လိုပြောလို့ရမလဲပြောရမယ်ဆိုရင်တော့ဒီစစ်ပွဲတွေကိုကျွန်တော်တို့ကမထောက်လက်မခံပါဘူးဘာဖြစ်လဲဆိုတော့ဒီတကဘာလုံးဟာကိုဗစ်ကဆူပီတွေကလူတွေတော်တော်ဒုက္ခရောက်နေကြပြီလူတွေကတော်တော်ဒုက္ခရောက်ကြတယ်အဲ့တော့စစ်ပွဲတွေနဲ့ဒုက္ခတွေပုံများမယ်ဗျာဒုက္ခတွေကခင်ဗျကဘာကြီးမှာရှိတဲ့တဲ့ကိုပုံနေပြီနေရာနှံ့မှာနော်အဲ့တော့ဒီဒုက္ခတွေစစ်ပွဲတွေဖြစ်ကြတယ်ဒုက္ခတွေဖြစ်ကြတယ်ဒုက္ခတွေဖြစ်တော့နိုင်ငံတွေရွှေ့ပြောင်းကြတော့လေအဲ့ဒီနိုင်ငံတွေကလက်မခံအခုဆိုရင်ကျွန်းတွေပုံမယ်ဂျန်တဲ့တတိယနိုင်ငံတွေကိုပဲပုံမယ်ဆိုတော့အာဂျင်တာတွေကရောက်အဲ့တော့ဗျာအကုန်လုံးကဇာလန်ကတနေရာထဲမှာပြီးမသွားဘူးဇက်တိုက် consequence တွေပေါ့အကျိုးဆက်တွေကခံစားနေရတာစစ်ကြီးပြီးသွားမယ်ဒီကတ်ဆိုးကြီးတွေပြီးမယ်ဆိုရင်ဒီအကျိုးဆက်တွေကတောက်လျှောက်ဆင်းရဲမွဲတွေမှုတွေဒုက္ခတွေကကြုံရတာဟုတ်နော်အဲ့တော့စစ်ပွဲတွေကတော့လက်ခံစရာအကြောင်းမရှိပါဘူးဒါကျွန်တော်တို့တယောက်ချင်းစီရဲ့အမြင်ပါနော်ခုနပြောတဲ့
Trump တို့ဘာလို့ဘလို့ရမလဲဆိုတာကပြဿနာကကျွန်တော်တို့နိုင်ငံရေးသိပ္ပံမှာတစ်ချက်မြတ်ဖွင့်တယ်လို့ပေါ့လူတွေမှာလည်းတယောက်ချင်းစီကတိုက်ပွဲတွေနဲ့နတ်ဖျားတွေမှာလည်းတိုက်ပွဲတွေနဲ့ငါတို့ကကောင်းငင်ဘုံကတိုက်ပွဲတွေနဲ့ကဘာမီကတိုက်ပွဲတွေကြားမှာငါတို့ဘလို့ survive ဖြစ်အောင်နေကြမလဲဆိုတာစဉ်းစားနေကြရတယ်ဒါကျွန်တော်တို့ဒီ national security ဘာသာရဆိုရင်အဲ့တချင်အမြဲဖွင့်ပြောချင်တာဗျာနိုင်ငံတိုင်းဟာလက်တွေ့ကြဖို့လိုတယ်ငါတို့နိုင်ငံ survival game ကိုပေးထားချက်တွေအောက်မှာဘယ်လိုစဉ်းစားကြမလဲဒါကိုအမြဲစဉ်းစားထားဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံတွေပါဝင်အထူးသဖြင့်နိုင်ငံရေးမတည်ငြိမ်တဲ့ဆင်းရဲတဲ့နိုင်ငံတွေပေါ့ဗျာကြံတဲ့နိုင်ငံတွေကအကုန်လုံးကကဘာကြီးနဲ့ချီစဉ်းစားတာကိုယ်နိုင်ငံ survival အတွက်စဉ်းစားကြတာလေကျွန်တော်တို့နိုင်ငံကအကုန်လုံးကချနေကြတာဟုတ်နော်တော်တော်နိုင်ငံအတွက်ကတော့ရင်းလေးဖို့ကောင်းပါတယ်ဟုတ်ကဲ့ကျွန်တော်တို့နိုင်ငံတော့အခုကြားရတာတော့ကားတွေတစ်လက်စီသွားရမယ်တဲ့စုံနံပါတ်မနံပါတ်စုံနံပါတ်ဒီရက်သွားဆိုရင်နောက်မနံပါတ်ကနောက်နေ့သွားဆိုတော့အခုတော့အဲ့အမိန်တော့ထုတ်လိုက်ပြီလို့ကြားတယ်ဒါကတော့သူ့နည်းသူ့ဟန်နဲ့ဖြည့်ရှင်းတဲ့သဘောပေါ့ဒီ73စီကိုချွေထားတဲ့သဘောလို့ပေါ့နော်ဒါကိုချွေထားဖို့တဲ့သူတို့ဒါအမိန်ထုတ်ထားတယ်ဘယ်လောက်ထိအောင်မြင်မလဲတော့မသိဘူးပေါ့ဟုတ်ပြီဒါဒါဖြတ်ပြောတာပါခုနကကိစ္စနဲ့ပတ်သက်ပြီးအဲ့တော့နောက်ဆုံးအနေနဲ့ပေါ့ဒီအီရန်စစ်ပွဲအလွန်ပေါ့နော်ကျွန်တော်ကဘာကြီးဟာပုံစံတစ်မျိုးတွေ့ရမလားဒါမှမဟုတ် normalize ပြန်ဖြစ်သွားမလားပုံစံအတိုင်းပဲသွားမလားအဲ့ဒါလေးကိုဘယ်လိုမျိုးသုံးသပ်လို့ရမလဲကဘာကြီးကnormalize ဖြစ်ဖို့ကြိုးစားကြတဲ့ပြဿနာကဒီအင်အားကြီးနိုင်ငံတွေရဲ့လောဘတွေပေါ့ greedy တွေပေါ့နော်နောက်တကဒီညှို့သူရံပတ်တွေပေါ့တမိုင်းစဉ်တစ်လျှောက်မှာရန်သူဖြစ်လာကြတဲ့ဟာတွေကအကုန်လုံးကအင်အားတွေတိစောက်နေကြတာပဲလေနော်ခုကတော့တေချာတာတော့အရင်ကထက်ကိုပို့ပြီးတော့အမုန်းတရားတွေများကုန်ကြပြီပေါ့နော်အီရန်တို့ဒီအမေရိကန်ပြည်ထောင်စုလို့နော်တော့အီရန်ကလည်းခုနပြောလို့ဗျာပါရှားတစ်ချိန်လုံးကတမိုင်းမှာရာထောင်စုနှစ်ပေါင်းများစွာတည်ရှိလာတဲ့ပါရှားအင်ပါယာလေပါရှားအင်ပါယာဆိုတာဒီယဉ်ကျေးမှုမြင့်တဲ့နိုင်ငံတွေပေါ့နော်ယဉ်ကျေးမှုနိုင်ငံမြင့်တဲ့နိုင်ငံနောက်တစ်ခါ resource တွေကလည်းရှိတယ်ဗျာနည်းပညာအရာရောရှိတယ်ဆိုတော့သူကပျောက်သွားမှလည်းမဟုတ်ဘူးလေသူကလည်းပုံစံတစ်မျိုးနဲ့ပြန်ပေါ်လာအောင်ပါပဲနော်ဒါတွေကကျွန်တော်တို့ကအခုမှသာအထူးဆန်းပြောတာပါခင်ဗျာ BC ကျွန်တော်တို့ပြီးခဲ့တဲ့ခေတ်ကပြောခဲ့တဲ့ BC 400ကျော်လောက်တွေကဖြစ်ခဲ့တဲ့ Peloponnesian စစ်ပွဲဆိုတာအဲ့ဒါလေဒီနေ့ကျွန်တော်တို့စာသင်နေရတဲ့အနောက်တိုင်းနိုင်ငံတွေမှာနိုင်ငံရေးသိပ္ပံကိုစာသင်နေရတဲ့ဟာတွေအကုန်လုံးဟာ Peloponnesian စစ်ပွဲကိုအခြေခံပြီးတော့သင်နေကြတာလေ Peloponnesian စစ်ပွဲဆိုတာဘာတူလဲ Peloponnesian League ကိုနောက်ကနေဦးဆောင်တာကအခုပါရှား Empire လေဒီဘက်ကအေသင်တို့အုပ်စုကိုဦးဆောင်နေတာက Delian League လို့ခေါ်တာက Greek တို့အနောက်တိုင်းအုပ်စုတွေလေအဲ့တော့ဒီအီရန်နဲ့အမေရိကန်တို့ဖြစ်နေတာခုမှမဟုတ်ဘူးဘိုးပါရှား Empire လက်ထက်တည်းက Peloponnesian စစ်ပွဲဆိုတာ BC 400ကျော်လောက်တည်းကဖြစ်နေကြတဲ့ပါရှား Empire နဲ့အနောက်တိုင်းအုပ်စုတွေပေါ့နော်ဒီလိုနဲ့ Empire တွေပြိုတယ် Empire အသစ်တွေပေါ်လာတယ်လူတွေကတော့ပုံစံတစ်မျိုးနဲ့ပြောင်းနေကြတာပဲအဲ့တော့အခုလဲစစ်ပွဲတွေဖြစ်မယ်ပုံစံတစ်မျိုးနဲ့ပြန်ပေါ်လာကြအောင်ပါပဲနော်အဲ့ဒီမှာအမြင်ကျဲတဲ့ခေါင်းဆောင်တွေနှစ်ဖက်လုံးကသဘောထားကြီးအမြင်ကျဲတဲ့ခေါင်းဆောင်တွေဖြစ်ကြမယ်ငြိမ်းချမ်းရေးအတွက်ငါတို့လူတွေရဲ့ကတ်ဆိုးတွေစစ်ပွဲကြီးတွေကနေရှောင်မဖြစ်မယ်ဆိုတဲ့ပုံစံနဲ့ချင်းကပ်ကြမယ်ဆိုတော့ဝမ်းသာစရာပေါ့ဒါပေမဲ့ကျွန်တော်ထင်ပါတယ်ကဘာကြီးကအမြဲတမ်းပါဝါအားပြိုင်မှုတွေနဲ့တွားနေကြတာပါเนาะဒါကိုပဲကျွန်တော်တို့က real politics လို့ခေါ်တာလေဒါကြောင့်မလို့ကျွန်တော်ကဒီ topics မှာ real politics နဲ့ American foreign policy ရဲ့အမြင်နဲ့ပဲပြောမယ်လို့အစတည်းကကျွန်တော်စကားခံထားတာဟုတ်ကဲ့ကိုမိုးကျေးဇူးများတင်ပါတယ်အခုအီရန်စစ်ပွဲနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပေါ့နော်ကမ္ဘာအခင်းချင်းအီရန်ရဲ့အခြေအနေအားလုံးဘတ်စုံတောက်စုံသုံးသက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျာဟုတ်ကဲ့ကျေးဇူး